2016မှာငါစူးစမ်းမယ် goals တွေအများကြီးပဲဘာမှဖြစ်မလားတော်ရင်တော်ရင်ပဲကျမတို့နှစ်တိုင်းနှစ်ကုန်ကန်ဒီတိုင်းအစီအစဉ်တွေအများကြီးဆွဲကြတယ်တရက်နေ့ကနေစပြီးတော့အများကြီးစူးစမ်းမယ်ဒီနှစ်မှာအောင်မြင်ရမယ်နှစ်သစ်ကပိုကောင်းရမယ်ဆိုပြီးတော့ကိုလိုချင်တဲ့ goals တွေကိုချမှတ်ကြရပေါ့နော်ဒါပေမဲ့အများသောအားဖြင့် January မှာတော့ပဲလက်လျှော့လိုက်ကြတာတွေ plans တွေ fail ဖြစ်သွားကြတာများတယ်ပေါ့နော်ဘာလို့ fail ဖြစ်သွားလဲလက်လျှော့လိုက်ရလဲဆိုရင်ဒီကိုသွားချင်တဲ့ goals တွေမှာ structure တွေ system တွေမရှိလို့ပေါ့နော်ကိုရဲ့ goals နောက်ွယ်ကရည်ရွယ်ချက်တွေကိုတည်တည်ချာချာမသိလို့ပါပဲဒါကြောင့်မို့ကိုရဲ့ plans တွေကိုတေချာပေါက် account ထဲပေါ်နိုင်ဖို့ဒီ video ထဲမှာ2026အတွက် goals တွေကိုဘယ်လိုချမှတ်ရမလဲဆိုတာကိုအချက်၄ချက်နဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ goals တွေမချခင်မှာကိုယ့်ဘဝရဲ့ direction ကိုတေချာသိဖို့လိုတယ်။ကိုဒီမေးခွန်းတွေကိုပြန်မေးရမယ်။ကိုကဘယ်လိုလူမျိုးဖြစ်ချင်တာလဲ။ဘယ်လိုဘဝမျိုးကိုရချင်တာလဲပေါ့နော်။ပြီးတော့အဲ့ဒီကိုရချင်တဲ့ဘဝကရောကိုအတွက်ဘာလို့အရေးကြီးရလဲဆိုတော့ဒီမေးခွန်းတွေကိုပြန်မေးဖို့လိုတယ်ဒီလိုမျိုးကိုသွားချင်တဲ့ဥတီချက်တွေတည်တည်ချာချာရှင်းလင်းသွားတော့မှဒီ goals တွေကိုရဖို့အတွက်ဘာလုပ်ရမလဲဆိုတဲ့ plans တွေကအလိုလိုပေါ်လာမယ်ပေါ်လာရဆိုလို့ရှိရင်ကို goals ကိုသွားဖို့system တွေတည်ဆောက်မယ် plan တွေတည်ဆောက်ဖြစ်မယ်ပေါ့နော်ဒါကြောင့်မို့ကိုဘာဖြစ်ချင်တာလဲဘယ်လိုဘဝမျိုးရချင်တာလဲဆိုတာကိုသိဖို့ဥတီချက်ကိုသိဖို့ပိုအရေးကြီးရပေါ့နော်နံပါတ်1 goals တွေကိုအများကြီးမချပါနဲ့goals တွေကိုအများကြီးချတယ်ချပြီးတော့ဟိုဆက်နဲ့အလုံးမတွေ့မကျဖြစ်မဲ့အစားပေါ့ကိုဘွားအတွက်အရေးကြီးဆုံးဒီအလိုချင်ဆုံးဖြစ်တဲ့ goals တွေနည်းနည်းပဲပေါ့နော်ဥပမာနှစ်ခု၃ခုလောက်ကိုပဲချမှတ်ပြီးတော့အဲ့ဒီ goals တွေရဖို့ပဲ design မှန်လောက်ဆောင်တဲ့နဲ့အကောင့်အထည်ပေါ်တဲ့နေပေါ့နော်အဲ့တော့မှပဲကိုယ့်ရဲ့ efficacy တိုးလာမှာပေါ့နော် so efficacy ဆိုတာကကြတော့ဒီအလုပ်တစ်ခုကိုရလက်ထွက်အောင်လုပ်နိုင်တဲ့စွမ်းရည်ပေါ့နော်ဒီမှာတတိထားရမှာကြောင့်ကိုအားတဲ့အချိန်တို့ကိုစိတ်ခံစားချက်ကောင်းနေမှလုံးမယ်တို့အဲ့လိုမျိုးမလုပ်ရဘူးပြင်မဲ့နေမှာတော့မှာပေါ့နော်ဒီရဲ့ goals ကိုအကောင့်ထဲပေါ်ဖို့လုပ်နေတဲ့နေပေါ့နော်တတိယချက်အနေနဲ့ကျန်းမာရေးကတော့အခြေခံအုံမြစ်ပဲကျန်းမာနေမှစိတ်သွားတိုင်းကိုပါနိုင်မှာကွယ်เนาะမကြမ်းပါဘူးဆိုလို့ရှိရင်ကိုခဏနေရ goals တွေချတာလဲ plans တွေချတာလဲအလကားပဲပေါ့เนาะ meetings တွေဒီအတန်းတွေတက်တယ်ဆိုလို့ရှိရင်သူ့အချိန်နဲ့သူမလုံးမနေရလောက်ရရမလားအဲ့လိုပဲကျမ်းမာရေးကိုလည်းဒီမဖြစ်မနေအချိန်တစ်ခုသတ်မှတ်ပြီးတော့လောက်ရမယ်ပေါ့နော်ကိုအချိန်ရမှလောက်လိုက်မယ်ပြီးတော့အချိန်ရမှအိတ်လိုက်မယ်ဆိုရင်မလောက်ရဘူးပေါ့နော်သူ့အချိန်နဲ့သူတေချာလေးသတ်မှတ်ပြီးတော့လုပ်ပေးရမယ်ပေါ့ခဏနေပြောခဲ့သလိုပဲပင်မနေရဲ့အချိန်ခက်ခဲနေရဲ့အချိန်ဒီမှာတော့မှ plans တွေကို account ထဲပေါ်ရမယ်ဆိုပေမဲ့ဒီသူ့အချိန်နဲ့သူတေချာလေးလုပ်ပေးရမယ်ပေါ့နော်ကိုအလုပ်လုပ်တဲ့ချိန်နဲ့လုပ်မယ်နားချိန်ဆိုလို့ရှိရင်လည်းအပြည့်ဝနားမယ်ဒီကျန်းမာရေးအတွက်လုပ်တဲ့အချိန်ဆိုလည်းတခြားလုပ်ပေးရမယ်ပေါ့နော်ဒီမှာပြောတဲ့ကျန်းမာရေးဆိုတာကဒီရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင်ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်ကျန်းမာရေးလည်းပါဝင်သေးတယ်စိတ်လေးပျော်ရွှင်နေဖို့လည်းလိုသေးရပေါ့နော်မနစ်ကကိုဆိုရင်လှုပ်ချင်တာအများကြီးရှိပါမယ်ဒီကျန်းမာရေးတိတ်ကြီးမဆိုင်မီရောကိုခံမကောင်းမှုအေးမိလွယ်အားဖြစ်ခဲ့တယ်အဲ့တော့ကိုလှုပ်ချင်တဲ့ဟာတွေကရှိမရဘူးနားလိုက်ရတာခဏဖြစ်ခဲ့ပေါ့နော်အဲ့တော့ဒါလေးကိုတော့ဆင်ကြရမယ် okay နောက်ဆုံးချက်အနေနဲ့ review your plans ငါရန်စူးစမ်းလုပ်နေရဆိုတာနဲ့ဒီမှာပြီးသေးဘူးကို goals တွေကိုတွားဖို့ကိုချထားတဲ့ system တွေဒီ plans တွေကအဆင်ရောပြေရလားဘယ်ဟာရအလုံးမဖြစ်ဘူးလဲဘယ်လိုလုပ်လို့ရှိရင်တော့အဆင်မပြေဘူးလဲဆိုတဲ့ဟာတွေကိုပြန်ပြီးတော့သုံးသပ်အဲ့လိုမျိုးပြန်သုံးသပ်လို့ကိုအလုံးမဖြစ်ဘူးလို့ထင်တဲ့နီလန်းတွေကိုပြန်ပြီးတော့ပြုပြင်တင်တာကိုပြုပြင်ရမယ်ပေါ့နော်အလုံးမဖြစ်တဲ့ဒီ plans နဲ့ပဲတစ်နှစ်လုံးဆက်သွားနေဖို့မလိုဘူးအဲ့တော့တစ်လတစ်ခါကိုပြန်သုံးသပ်မှာလားဒါမှမဟုတ်နှစ်လတစ်ခါပြန်သုံးသပ်မှာလားဒီလိုမျိုးလေးလည်းပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ပြန်သုံးသပ်တယ်ဆိုအလုံးမဖြစ်ရင်ကိုမတော်လို့မကြိုးစားလို့မဟုတ်ဘူးပေါ့နော်တခုလွဲနေလို့ပေါ့အဲ့လိုမျိုးဆိုရင်အဖြေလေးရှာပြီးတော့တခြားဆက်လုပ်သွားဖို့လိုမယ်ပေါ့နော်ဒီဆောင်းမအကျဉ်းချုပ်က goals တွေကိုနည်းနည်းလေးပဲထားပြီးတော့အဲ့ goals ကိုပဲ design မှန်ရအောင်လုပ်မယ်သူ့အချိန်နဲ့သူလုပ်မယ်ပေါ့နော်ကိုဘွားမှာအချိန်တွေအများကြီးရှိသေးတယ်ကိုတဘွားလုံးမှာလိုချင်တဲ့ဟာတွေဒီတစ်နှစ်ထဲမှာရဖို့မလိုဘူးပေါ့နော်သူ့နှစ်နဲ့သူဖြည်းဖြည်းချင်းစီပဲသွားမယ်ပေါ့နော်ဒီအချက်တွေကိုတော့ how to make a plan for 2026ဆိုတဲ့ဆောင်းပါးလေးကနေပြီးတော့ကောက်နှုတ်ထားတာဖြစ်ပါတယ်။ဆောင်းပါးလေးကတော့အရန်ကောင်းတယ်။ကျမကတော့ဒီဆောင်းပါးကိုအကျဉ်းချုပ်ပြီးတော့ပြောပြခဲ့တာပေါ့နော်။အပြည့်အစုံဆိုရင်တော့၄မျက်နှာပဲရှိတယ်။တကယ်လို့အပြည့်အစုံဖတ်ချင်တဲ့သူဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်မှာ article 2026လို့မှန်းခဲ့ပေးလို့ရပါတယ်။ဒီချက်ပို့ပေးပါမယ်။ဒါဆိုရင်ဒီဆောင်းပါးလေးကိုဖတ်ပြီးတော့2026အတွက် goals တွေချကြည့်လိုက်အောင်။